ကြိုးစားနေချိန်မှာအဖော်မဲ့လိမ့်မယ်ဘဝတစ်ခုကိုတိဆောက်ဖို့အတွက်ကြိုးစားနေတဲ့လူငယ်တိုင်းမှာအလုပ်ကိုခေါင်းဆိုင်ပြီးတော့လုပ်တဲ့နှစ်အပိုင်းခြားတစ်ခုရှိလိမ့်မယ်ကိုရည်ရွယ်ထားတဲ့ဘဝမျိုးဖြစ်လာလို့ပြည့်စုံလို့အဓိပ္ပာယ်ရှိဖို့ကိုလှုပ်ချင်တာတွေထက်ကိုလှုပ်တင်တာကိုပို့ပြီးတော့ဦးစားပေးနေရတဲ့အချိန်ကာလတွေရှိလိမ့်မယ်ကျင်းနေပါလေအဲ့ဒီအချိန်ကခင်ဗျားတို့အရန်အထီးကျန်ဆန်းနေပါလိမ့်တာယာရမယ့်အချိန်ကြီးစားဖော်မဲ့နေတဲ့အချိန်တွေဖြစ်လိမ့်မယ်ပျော်ရွှင်ရမယ့်ခံစားမှုတွေစားမခံကြီးမခံသာအောင်တသက်ခံစားမှုတွေရှိလိမ့်မယ်တနည်းအားဖြင့်ဒါကဂူအောင်ပြီးတော့တိုင်းကျင်နေတာနဲ့အတူတူပဲခင်ဗျားလူချင်တာတွေမရသေးပဲတော့ဂူတွေကပြန်ထွက်မလာအဲ့ဒီလိုအထီးကျန်တဲ့အချိန်တွေအဖော်မဲ့တဲ့အချိန်တွေဆိုတာခင်ဗျားလူချင်တဲ့အောင်မြင်မှုရဖို့ဒီထက်ကောင်းတဲ့ဘဝတွေရဖို့တန်ရတန်ကြီးကိုပေးဆက်နေရတာပဲတနည်းအားဖြင့်ဒါတွေကခင်ဗျားနဲ့ထိုက်တန်တယ်ဆိုတာကိုပြသနေရတဲ့အချိန်အတိုင်းတာကာလတစ်ခုပဲအပြင်လောကမှာလည်းဘယ်သူမှလည်းအမြဲတမ်းအထီးကျန်မနေဘူးဘယ်သူမှလည်းအမြဲတမ်းပျော်ရွှင်မနေဘူးရဲအားလုံးခဏလေးပဲအစရှိရင်အဆုံးရှိရင်ညပြီးရင်မိုးပြန်နေမယ်ခင်ဗျားကိုရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကကိုယ့်အတွက်မှောင်မိုက်နေတယ်လို့ထင်နေရင်မကြခင်မှာမိုးနေတော့မယ်မကြခင်မှာရောင်နေခင်ဗျားတွေ့ရလိမ့်မယ်အဲ့ဒီမှာခင်ဗျားလူချင်တဲ့အောင်မြင်မှုတွေကပ်ပါလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားအဲ့ဒါကိုရွေးချယ်ခဲ့လို့ကျွန်တော်ကနင်းထန်နေမှာ trainer and coach တက်ဖြစ်ပါတယ်